င်းရဲဒုက္ခအများပြားနဲ့အမြဲတစေရင်ဆိုင်ဖြတ်သန်းခဲ့ရသောဗင်စင်ဘဝသည်ယနေ့ခေတ်စိတ်ပညာဘာသာရပ်နှင့်စိတ်ယောဂကုအတတ်ပညာတို့အတွက်လက်တွေ့အသိပညာတစ်ခုကိုပေးခဲ့သည်ဟုဆိုရင်မှားနိုင်အံ့မထင်ပါတကယ်တော့ဗင်စင်ပင်ကို၏ဘဝသည်သနာစရာကောင်းလာချေသည်သူသည်သူ့အဖြစ်ကိုကောင်းစွာသိနာလည်နေသူဖြစ်၏သူတွင်ဖြစ်နေသည့်ယောဂမှာတက်တာနေခြင်းတွင်သူသည်ထိုယောဂ၏တိုက်ခိုက်မှုခံရမည်ကိုများစွာစိုးရိမ်သည်ဤကြားထဲမှာပင်အလစ်ဝင်၍တိုက်ခိုက်ခံရသည့်အခါများစွာစိတ်ထိခိုက်ရသည်ကြေကွဲဝမ်းနည်းရသည်သူ့ဖြစ်ကိုသူကောင်းစွာသိနေသောပင်ကိုသည်သူ့ကိုယ်သူတတ်မသိမီ3လခန့်ကသူချစ်သောတီယိုထံရေးခဲ့သည့်စာ၌တီယိုရဲ့တကယ်လို့များသာအကိုဟာဒီကမ္ဘာလောကကြီးထဲမှာအလွန်ရွံရှာမုန်းတီးပြီးဆက်ဆုပ်ဖို့ကောင်းတဲ့ဒီယောဂါနဲ့ဖိစီးနှိပ်စက်မှုတံကိုခံစားမနေရဘူးဆိုရင်အကိုဘလို့အလုံးမျိုးတွေကိုလှုပ်သွားနိုင်မလဲမသိဘူးစသည်ဖြင့်သူ့ရင်ထဲ၌ရှိနေသည့်ခံစားမှုကိုရင်ဖွင့်သွားခဲ့လေသည်ယနေ့တိုးတက်ထွန်းကားလာသည့်ဤဘက်ခေတ်တွင်ကျွန်တော်တို့သည်လူသက်သမားတစ်ယောက်ကိုလည်းစနစ်တကျခွဲခြမ်းစိတ်ဖြာပြီးဖော်ထုတ်နိုင်ကြသည်ကလေးအဖေဘသူပဲဝါဖြစ်သည်ကိုလည်းစနစ်တကျခွဲခြမ်းစိတ်ဖြာပြီးသိအောင်လုပ်နိုင်ကြ၏လူတစ်ယောက်၏ဥမာကြီးထဲ၌ကင်ဆာဖြစ်နေသည်ကိုပင်အတိအကျသိရှိအောင်လုပ်နိုင်စွမ်းရှိကြ၏သို့တော်လည်းကိုယ်စိတ်နှစ်ပါးလုံးကိုပြင်းထန်ညှဉ်းပန်းနှိပ်စက်တတ်သောစိတ်ယောဂါနှင့်ပတ်သက်၍မူရုတ်တရက်ခွဲခြမ်းစိတ်ဖြာပြီးသိရှိအောင်လုပ်ရန်မလွယ်လှပေတဘဝအတိုင်းစဉ်းစားပြီးဆိုပါကစိတ်ယောဂါဆွဲကပ်နေသူ၏စိတ်ကိုစနစ်တကျစူးစမ်းလိလာရှာဖွေလိုက်သည့်အခါအဖြစ်ကိုထိုက်သင့်သလောက်ရနိုင်တော့လဲအကန့်အသတ်နှင့်အဟန့်အတားများကရှိနေသည်ရင်းချက်ကိုအကြောင်းပြု၍လွန်လေခဲ့ပြီးသောနှစ်ပေါင်း130ကပင်ကို၏အဖြစ်ကိုပြန်လည်ဆင်ញင်သုံးသပ်ကြည့်သင့်သည်ဟုထင်ပါသည်ထိုစဉ်အခါကဗင်ဆင့်ပင်ကို၏ထူးဆန်းသောအပြုအမူကိုအသေးစိတ်လေ့လာလိုက်သည့်အခါသူမိသားစု၏တမိုင်းကြောင်းနှင့်ဆက်ရှက်နွယ်နေခြင်းကိုတွေ့ကြရ၏ထို့ပြင်လည်းယနေ့သောစိတ်ယောဂခွဲခြမ်းစိတ်ပြကုသမှုနှင့်တွေ့၍စဉ်းစားလိုက်ပြန်သည့်အခါစိတ်ပိုင်းဆိုင်ရာအကြောင်းအရာများကိုရှောက်ဖွေတွေ့ရှိနိုင်သည်ဟုယူဆဖွယ်ရှိနေသည်ထိုအခါကဗင်ကိုကသူ့ညီတီယိုနှင့်အချို့သောပုဂ္ဂိုလ်များသူ့အဖေသူ့အမေနှင့်သူမိတ်ဆွေတချို့ထံစာများရေးခဲ့ပူ၏ထိုစာများမှာစာဆောင်ပေါင်း1000နီးပါးမျှရှိခဲ့သည်ထိုစာများသည်သူ၏ထူးခြားသောပါရမီနှင့်ပြင်းထန်လွန်သောစိတ်အခြေအနေများကိုသိမြင်နိုင်သည့်ဗီဒင်းပေါက်များဖြစ်လေသည်ထို့ပြင်လည်းသူရေးဆွဲထားသည့်ပကြီးကားပေါင်းအမြောက်အများရှိသည်ပုံတူပကြီးများရှုမြော်ကင်းများနေကြပန်းများမှုံမိုင်းအုံဆိုင်နေသောကောင်းကင်များစသည်ဖြင့်မျိုးပေါင်းများသာရှိခဲ့သည်ရင်းမကြီးကအလုံးသည်ဘင်ကို၏အလုံးနှင့်သူ့စိတ်ပိုင်းဆိုင်ရာလှုပ်ဝက်ချက်များကြားတွင်ကွင်းဆက်များဖြစ်နေသည်ဟုဆိုလျင်မှားနိုင်စရာမရှိပေဗင်ကိုသည်အနောက်တိုင်းပကြီးလောကနယ်ပယ်တွင်အထူးခြားဆုံးနှင့်အပြောင်ပြောင်ဆုံးသောပကြီးစရာဟုအများကလက်ခံထားကြသည်ကျွန်တော်တို့အများစုကသူ့အားထူးခြားသူတူဟုအသိမဲ့ပြုထားကြတဲ့ကဲ့သို့ကြောင်တောင်နိုင်သည်ဟုလည်းသတ်မှတ်ထားကြသည်သူ့ဘဝသည်အလွန်မင်းပြင်းထန်လွန်းသည့်သူ့စိတ်ဓာတ်ပုံ၌အခြေခံသည်ဖြစ်ရာမိသည့်ကိစ္စ၌မဆိုအစွန်းရောက်လျက်ရှိလေသည်သူ့ဘဝကိုတစိမ့်တစောင်းလေ့လာကြည့်လိုက်ရုံများဖြင့်အစအစအရာရာပြင်းထန်လွန်းသောစိတ်ခံစားမှုများကိုအသားပေးထားသည့်ပြားစက်တစ်ပုဒ်ကိုကြည့်နေရသည်နှင့်တူနေသည်သူ့ဘဝတွင်ခံစားမှုများတောကများပရိဒီဝများတန်တာမှုများဆန္ဒရမက်များနှင့်ဆုံးရှုံးမှုများသာလျှင်ကြီးစိုးလွှမ်းမိုးလျက်ရှိလေသည်သူသည်ဟော်လန်အင်္ဂလန်နှင့်ဘယ်လ်ဂျီယံနိုင်ငံများ၌၎င်းပြင်သစ်နိုင်ငံပါရီမှသည်ပြင်သစ်နိုင်ငံ၏တောင်ပိုင်းဒေသ၌၎င်းလက်လည်ကျစားကာသူ့ဘဝရပ်တည်နိုင်ရဲ့အတွက်များစွာကြိုးပမ်းအားထုတ်ခဲ့ရ၏ကွေးကောက်နိုင်လွန်းလာသောသူ၏ချီရေးချီရာကိစ္စများမှာလည်းတော်တိတ်မှန်ကန်သည်ဟုမရှိအမှားမှားယွန်းယွန်းဖြစ်ကာကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းဖြင့်သာနှပန်းလုံးနေရသည်သူ၏ပြင်းထန်သောစိတ်နှင့်မာလွန်းသောခေါင်းတို့ကြောင့်သူ့ဘဝသည်ပတ်ဝန်းကျင်နှင့်အဆင်ပြေသည်မရှိသူမိဘနှစ်ပါးအတွက်လည်းသူသည်ကြီးသေးသောဝင်တော့ဝင်ပိုးကြီးတစ်ခုဖြစ်လျက်ရှိသူမိဘများသည်သူ့ကိုကြည့်ကစိတ်မအေးဖြစ်ကြသည်ဝမ်းနည်းကြသည်ပကြီးစရာဖြစ်လာရန်ကြိုးပမ်းပြန်တော့လဲပြင်းထန်သောစိတ်ဆန္ဒဖြင့်ပကြီးကအမြောက်အများရည်ဆွဲခဲ့၏သို့တော်လည်းသူ့ပကြီးကားများကိုဝယ်ယူမိသည်ဟု၍ပေါ်မလားနောက်ဆုံးသူမသေးခင်ရောင်းချခဲ့ရသည့်ပကြီးကားတကားသာဖြစ်လေသည်ဗင်ကိုသည်သားသမီး8ယောက်တွင်အကြီးဆုံးကလေးဘဝကလေးကစိတ်အလွန်ကြီးသည်စကားများများမပြော
ခေါ်ရည်မှုအလွန်နေသည်အလွန်စိတ်တူလွယ်သည်ဒေါသကလည်းအလွန်ကြီးသည်သူ့နှမအဲလစ်ဘက်ကသူ့ကိုသည်လိန်မော်ရောင်စပင်းနှင့်ဖြစ်၍မျက်နှာတွင်မှဲ့ကြောင်များဖြင့်ပြည့်နေကြောင်းကောက်ရိုးအုပ်ထုပ်ကိုဆောင်းကာဦးကောင်းကိုခေါင်းကိုင်းစိုက်ချ၍လမ်းလျှောက်နေလို့ရှိကြောင်းစသည်ဖြင့်ဗင်ကို၏ရုပ်လွှာကိုပြောပြသည်မိသားစု၏အိမ်စီတဦးကလည်းဗင်ကိုသည်ထူးဆန်းသောကလေးတစ်ယောက်ဖြစ်သည်အခြားကလေးများနှင့်အရောတုံဝင်နေလိမ့်မရှိသူ၏နေပုံထိုင်ပုံနှင့်အပြုအမူများသည်အဖိုးအိုနှင့်တူသည်ဟုပြောပြခဲ့ပူသည်သူလူငယ်ဘဝတွင်ဆန္ဒနှစ်ခုကိုဖော်ပြခဲ့သည်တစ်ခုမှာသူ့ဖခင်၏အသက်မွေးမှုအလုပ်ဖြစ်သည့်ဘာသာရေးဖြစ်၍ကျန်တစ်ခုမှာသူမိခင်အားလက်ချိန်တွင်ဝါသနာအရအပြင်းပြေလုပ်လို့ရှိသောပကြီးဖြစ်၏ပေါင်းသင်းဆက်ဆံရေးတွင်ကျွမ်းကျင်လိမ္မာမှုနှင့်ပါးနှမှုကင်းမဲ့ခြင်းလူမှုကိစ္စများတွင်အဆုံးအဖြတ်မမှန်ကန်ခြင်းစသည်တို့သည်သူအဘွားတစ်လျှောက်လုံးအရှုံးနှင့်ရင်ဆိုင်ရအောင်ထောင်ပေးထားသလိုဖြစ်လျက်ရှိလေသည်သူသည်သူဦးကြီးပကြီးအယောင်ပြကန်းတွင်ပထမဦးဆုံးစည်ရေးဝင်လုပ်သည်ဒုတိယအယောင်သမားလုပ်သည်အယောင်သမားဘဝတွင်သူသည်ဖောက်တယ်များနှင့်အမြဲတစေညှင်းခုန်နေလို့ရှိ၏မကြာခဏဆိုသလိုဖောက်တယ်များကအံ့ဩချီးမွမ်းနေသည့်ပကြီးကားများကိုတပြားမှမတန်သည့်အဆုပ်ပြက်များသာဖြစ်သည်ဟုလည်းပြစ်စလက်ခတ်ပြောတတ်သည်သူကလက်ထောက်စားအုပ်အယောင်သမားအဖြစ်အစမ်းခံထားစဉ်ကာလအတွင်းဖောက်တယ်များရိုင်းဆိုင်စွာပြောဆိုဆက်ဆံမှုကြောင့်အလုံးမှဖြုတ်ပစ်ခံခဲ့ရသည်ဘာသာရေးပညာသင်ကြားရေးအတွက်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုဝင်ရောက်ဖြေဆိုရာမအောင်မြင်ခဲ့ပေအခြားအကြောင်းများကြောင့်မဟုတ်ဂရိနှင့်လက်တင်ဘာသာများကိုမသင်လိုဟုညှင်းဆန်၍ဖြစ်၏သူအားဘယ်ဂျီယန်နိုင်ငံတောင်ပိုင်းဒေသရှိကြောင်မီသေးရင်တူအလုပ်သမားများနှင့်မိသားစုများတန်းEvangelist ဓမ္မဆရာအဖြစ်ဆေလို့ခဲ့တော်လဲအစင်မပြေခဲ့သူကလူထုလူဆန်းတစ်ယောက်အဖြစ်ဦးကြောင်ကြောင်လူတစ်ယောက်အဖြစ်အများကအမြင်ချင်းကိုခံခဲ့ရသည်ထိုဒေသ၌နေထိုင်ခဲ့ရစဉ်အတွင်းသူသည်အနှွေးထက်လုံးဝမရှိသောမီးလုံစီရန်မီးပိုဟူ၍တဖိုးမှမရှိသောတဲရတွင်အောက်ရိုးပုံပေါ်၌အိပ်စက်ခဲ့သည်အလုသမားများ၏အဖြစ်ကိုကြည့်၍သူ့အဝတ်များကိုလဲခြင်းဖယ်ခြင်းမရှိအစားအစာကိုလည်းမဝတဝစားကဖြစ်သလိုနေထိုင်ခဲ့သည်သူ၏ညစ်ပတ်ပေနေသောခန္ဓာကိုယ်ကြောင့်သူဥဆောင်ရမည့်အလုသမားများကပင်လေသူ့အားလိုလိုချင်းချင်းမရှိကြဖက်နှက်မစီးပဲရှောက်သွားနေသောသူ့နောက်မှကလေးတအုပ်သည်ပြေးလိုက်နေတတ်ကြပြီးပါဇက်မှလည်းအယူကြီးဟုအော်နေလို့ရှိအချစ်ကိုရှာသည့်အခါ၌လည်းသူ့ဘဝတစ်သက်တာလုံးပျက်စီးရမည်ကိန်းကိုစိုက်ခဲ့ရ၏သူအချစ်ရှာပုံမှာနေရမှန်လူမှန်မဟုတ်ဟုဆိုရမလို့ဖြစ်နေသည်အသက်23နှစ်တွင်သူသည်သူ့အခန်းရှင်အဖွားကြီးသမီးကိုတစ်ဖက်သက်အယူမှုချစ်မိသည်ထိုအခါချစ်ရေးဆိုသည်သို့တစေလည်းသူချစ်မိသူမှာအခြားတစ်ယောက်နှင့်ဆိတ်ဆက်ပြီးသားဖြစ်နေသည်နောက်ပိုင်းတွင်သူသည်အချစ်တစ်ယောက်ကိုတွေ့ပြန်၏သူနှမဝမ်းခွဲမုတ်ဆိုးမလေးဖြစ်သည်သူချစ်ရေးဆိုသည့်အခါနှမဝမ်းခွဲကခါခါတီးတီးညင်းသည်သူ့ဖို့ဝမ်းနဲ့ကြေကွဲစရာအဖြစ်နှင့်ဒုတိယအကြိမ်ရင်ဆိုင်ခဲ့ရခြင်းဖြစ်၏နောက်တစ်ကြိမ်တွင်ယောဂရှိနေသောကိုဝင်သည်ပြည့်တစားမှစီရင်နှင့်စုံမိပြန်သည်စီရင်သည်သူ့ပကြီးကားများအတွက်ကိုဟန်ပြပေးနေသူဖြစ်၏ထိုပြည့်တစားမှအားလက်ထက်မည်ဟုဆုံးဖြတ်လိုက်သည့်အခါသူမိဘနှစ်ပါးညီကိုမောင်နှမများနှင့်သူမိတ်ဆွေများကသူ့အားယူလူနေပါဖြစ်ပြီဟုပြောကြသည်ဗင်ကို၏ဖခင်ကောင်းမူသူ့သားအားအယူဟုသတ်မှတ်ကစိတ်တစစေယုံသို့ပို့ထားခြင်းစိတ်ဖြစ်နေသည်1889ခုနှစ်တွင်အသက်29နှစ်နီးပါးရှိနေပြီဖြစ်သောဗင်ကိုသည်ဘာသာရေးကိုကြောက်ခိုင်းကပကြီးစရာဖြစ်လို့စိတ်ကိုရှေ့တန်းတင်လာသည်ထိုအချိန်မှစ၍နောက်10နှစ်တာကာလအတွင်းသူ့ဘဝသည်ပကြီးအလုပ်တွင်နစ်မြုပ်နေခဲ့သည်ပကြီးရေးဆွဲခြင်းကိုပြင်းထန်လုပ်ခဲ့သည်ဤကာလအတွင်းစီစေးကား80နှင့်ရေစေးကား30ကိုရက်ပေါင်း80နှင့်အပြည့်သက်နိုင်ခဲ့သည်ဖြစ်ရာဗင်ကို၏အလုပ်ပေါ်တွင်ထားရှိသည့်စိတ်အားထက်သန်မှုနှင့်ပြင်းထန်မှုမြင်များလောက်ထိကြီးမားသည်ကိုသိရှိနိုင်ပေသည်1888ခုနှစ်ခရစ်စမတ်အကြိုရက်တွင်ဗင်ကိုသည်သူနှင့်အတူနေမိတ်ဆွေပကြီးစရာဖော့ဂေါ်ကင်နှင့်အပြင်းထန်ညှင်းခုန်ဖြစ်ခဲ့သည်
ရင်းကိစ္စကိုအကြောင်းပြု၍စိတ်သက်ပြင်းထန်လွန်သောပင်ကိုသည်တင်တုံးသားဖြင့်သူ့ဘေဘက်နှစ်ရွက်မှနှစ်သီးကလေးကိုဖျက်၍သူသွားနေကြပြည့်တစားအိမ်မှပြည့်တစားမကလေးရာချေထံပို့လိုက်သည်ဒီပစ္စည်းလေးကိုအဖိုးတန်ယတနာလေးတစ်ခုလိုတင်ထားပါဟုလည်းစာရေးလိုက်လေသည်ထိုကိစ္စဖြစ်ပွားမည်နောက်18လအတွင်းပင်ကို၏စိတ်သည်ကနာမငြိမ်ခဲ့ကြည်တတိလက်ချင်းပကြီးဆေးနှင့်တားပင်တိုင်းစီများကိုစားတော့ခြင်းသူနာထဲတွင်အတန်ဗလံများကြားနေရခြင်းအစိတ်ခတ်ထားသည်များဟုထင်သဖြင့်အစာများကိုမစားဘဲနေခြင်းစားသည်ဖြင့်အဆက်မပြတ်ဖြစ်လျက်ရှိ၏ဤကာလအတွင်းသူဟာဆေးရုံသို့3ချိန်တင်ရသည်သူ့ချင်နေသည်ရခင်ကလိုမဟုတ်စိတ်ကျမ်းမာရေးချုံယွန်းစားပြုနေလေပြီနောက်ဆုံးတွင်နားနေခြင်းနှင့်စိတ်ပြန်လဲထူထောင်မှုဆိုင်ရာများအလုံများလှုပ်ခြင်းဖြင့်သာယောဂ၏တိုက်ခိုက်မှုများမှာကာကွယ်နိုင်လိမ့်မည်ဟုသောအချက်ကိုမြင်လာကြသည်ဤသို့ဖြင့်သူသည်ပြင်သစ်နိုင်ငံ province နယ်အနီးမြို့လေးတစ်မြို့ရှိပုဂ္ဂလိကစိတ်ကူစေရုံသို့သွား၍အနားယူခဲ့သည်ချစ်တော်တီကိုအကိုတော့ဖြင့်အကိုဘာသာအကိုတွေးပြီးကြောက်နေမိတာတခုရှိတယ်တကယ်လို့အကိုအပြင်မှာလွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရရင်တဦးတယောက်ကအကိုကိုပြောင်းထားလောင်ထားလုံးမယ်စော်ကောင်းမော်ကားပြုတ်မယ်ဆိုရင်အကိုစိတ်ကိုအကိုထိန်းနိုင်မယ်မထင်ဘူးတကယ်လို့ဆိုကြပါစို့ရဲ့အကိုကလုံးဝယူသွားပြီဆိုတော့အဲ့ဒါကိုလည်းလုံးဝမဖြစ်နိုင်ပါဘူးလို့အကိုသေချာပေါက်မပြောရဘူးအေးလေဘာပဲဖြစ်ဖြစ်အကိုကိုကုသမှုတော့ပြုပေးမှဖြစ်တော့မယ်တန့်စင်လက်ဆက်တက်လေးကိုရှူပြီးအကိုအလုပ်ကိုဆက်လုပ်သွားနေဖို့လိုမယ်လို့အကိုထင်တယ်မင်းရဲ့အကိုပင်စင်အထက်ပါစာကိုကြည့်လိုက်ရင်ပင်စင်ပင်ကိုကြီးထိုးချင်းကအခြေအနေကိုနားလည်နိုင်လိမ့်မည်ဖြစ်သည်သူသည်စိတ်ကုစေယုံ၌နေရစဉ်အတွင်းပကြီးဆွဲသည့်အလုပ်ကိုရက်မထားပဲအဆက်မပြတ်ရေးဆွဲလျက်ရှိရာစီစေးပကြီးကားပေါင်း150နီးပါးမြပြီးစီးခဲ့သည်ပုံချမ်းများနှင့်ရေးစေးကားအများအပြားကိုလည်းပြီးစီးခဲ့သည်ထိုစဉ်ကသူသည်ပကြီးကားများကိုတနေ့တကားများရေးဆွဲခဲ့သည်ဖြစ်ရာအချို့သည်အပြောင်မြောက်ဆုံးသောပကြီးကားများဖြစ်လာ၍အချို့မှာစိတ်ကိုအနှောက်အယှက်ဖြစ်စေုံမျှလောက်သောအဆင့်ရှိသည့်ကားများဖြစ်လာခဲ့သည်ဖင်ကိုသည်သူ့အဖြစ်သူစင်ကျင်သုံးသက်ကတီးမကန်နိုင်လောက်အောင်ဖြစ်လာသည်စိတ်အားကလည်းတနေ့တခြားပြက်လာသည်ဤသို့ဖြင့်1890ပြည့်နှစ်ဇူလိုင်လ29ရက်နေ့တွင်ပါရီမြို့တော်၏အနောက်မြောက်ဘက်18မိုင်ကွာရှိမြို့ကလေးတစ်မြို့ဖြစ်သောအော်ဘာစ်မြို့ရှိဂျုံကင်းများအတွင်းသို့သွားကသူ့ရင်ဘက်သို့တနက်နှင့်ပြစ်ခဲ့လေသည်အကိုဘာသာအကိုလောက်တာပါဟုသူကသူ့ညီတီကိုပြောသည်အကိုလောက်တာလူတိုင်းကောင်းမှုပါနောက်2ရက်အကြာတွင်ဗင်ကိုသည်သူ့အချစ်ဆုံးညီတီယိုလက်ပေါ်၌ကွယ်လွန်ခဲ့ရသည်သူ့အသက်မှာ38နှစ်မြသာရှိပေသေးသည်ထိုအချိန်ကမှစ၍ဆရာဝန်များပကြီးသမိုင်းဆရာများနှင့်စိတ်ကျန်းမာရေးဆိုင်ရာပညာရှင်များသည်ဗင်ဆန့်ဗင်ကို၏စိတ်ပိုင်းဆိုင်ရာလှုပ်ဝက်ချက်များကိုစနစ်တကျစူးစမ်းကြသည်လေ့လာကြသည်ရှင်းလင်းကြည့်ကြသည်အဖြေရှာကြသည်သူတို့ရှာဖွေတွေ့ရှိသမျှအလုံးကိုတင်ပြကြသည်တအုပ်နှင့်တအုပ်အမြင်တူသည်များရှိတဲ့ကဲ့သို့မတူညီသည်များလည်းရှိခဲ့၏သူအသက်ရှင်နေစဉ်ကာလအတွင်းသူအားအစဉ်သဖြင့်လိုက်လံနှောက်ယှက်နေသောအရာများသည်ဘလို့အမျိုးအစားမကောင်းဆိုးဝါးမှဖြစ်နိုင်သည်။သူ၏ကြေကွဲဝေရဘဝကိုအညာတာကင်းမဲ့စွာလိုက်လံနှောက်ယှက်နေကြသည်မှာဘာကြောင့်လဲ။သူ့အောင်မြင်မှုများကိုမမြင်ရမသိရမီနှုတ်ပိတ်ခံရသည့်အဖြစ်မျိုးနှင့်ရင်ဆိုင်သွားခဲ့ရသည်မှာဘာကြောင့်ပါလဲ။သူသည်ဝေယူပြန်ယောဂါ၏တားကောင်တကောင်ဖြစ်ခဲ့ရခြင်းလား။သူစိတ်ကူးစေးုံတက်နေစဉ်ကဆရာဝန်တချို့ကဝေယူပြန်ယောဂအပေါ်တန်တရားဝင်ကြသည်အချို့ကမူဗင်ကို၏ပင်ကိုစိတ်ကိုကစိတ်တို့စိတ်ဆက်လွန်ခြင်းကြောင့်လားသို့မဟုတ်ချက်ကောင်းစိတ်မခံနိုင်လောက်အောင်ဒေါသကြီးခဲ့လို့လားသို့မဟုတ်အလွန်မင်းကောင်းမာတဲ့ခြင်းကြောင့်လားသို့မဟုတ်သူတွင်စကီဆိုဖရီနီးယားခေါ်စိတ်ကစင်ကလေးယောဂရှိနေလို့လားသူခံစားနေရသောဒုက္ခများသည်အပေါ်စားရက်တွေအလွန်ကျွံတောက်ခဲ့လို့လားပကြီးစေးတွေပါဇက်ထဲမျိုးဝလွန်းလို့လားသို့မဟုတ်အုံနောက်ထဲသို့ self-flick ခေါ်ခါလာသားယောဂပိုးဝင်ရောက်သွားပြီးတော့ဒုက္ခပေးနေလို့လား
မြင့်မြင့်တန်တန်မိုးမော်တသည့်ယောဂတန်ခံရသဖြင့်စိတ်ပိုင်းဆိုင်ရာတွင်မညီမမျှဖြစ်ရလေသလားတို့ဒီမဟုတ်ခန္ဓာကိုယ်အတွင်းရှိအစာခြေပြတ်မှုကြီးထွားမှုစွန့်ထုတ်မှုစသည်တို့နှင့်သက်ဆိုင်သောဓာတုဖြစ်စဉ်အစုစုဇီဝရင်းဖြစ်ပြမှုချုံယွင်းပြက်ပြားသော porphyria ယောဂကြောင့်လားဗင်ဂိုခေတ်ကစိတ်ကျန်းမာရေးနှင့်ပတ်သက်သောဗဟုသုတမှာအကန့်အသတ်များလွန်လာ၏စနစ်တကျနှင့်ကြည်ကြည်ပြန့်ပြန့်နားလည်ခြင်းမရှိကြသေးပေဆရာဝန်များကအာယုံကြောဖွဲ့စည်းမှုစနစ် nervous system အကြောင်းကိုအခြေခံကအာယုံကြောကစင်ကလေးဖြစ်ခြင်းနှင့်စိတ်ဖောက်ပြန်ခြင်းစသည်များကိုသာအဓိကထားပြီးပြောလို့ရှိကြ၏သို့တော်လည်းယင်းတို့၏အရင်းမြစ်များကိုမူပါအတိအကျမသိပဲအတွေ့အထင်များသာပြောနိုင်ကြ၏ဗင်ဂို၏စိတ်ကူးစေယုံ၌လက်ခံခဲ့သောဆရာဝန်ကဗင်ဂိုသည်မရှိကိုအရှိမဟုတ်ကိုအဟုတ်ဟုထင်မှတ်မှားကယူသွနေသူဟုစိတ်မှတ်တမ်းတွင်ရေးမှတ်ခဲ့သည်ကျွန်ုပ်၏အထင်မှာမစ္စတာဗင်ဂိုသည်ဝယ်ယူပြန်ယောဂဆွဲကပ်နေသူဖြစ်ပြီးမကြဆိုသလိုရင်အနှဲငယ်မျှခြားပြီးထိုယောဂ၏ဝင်ရောက်တက်ခိုက်မှုကိုခံရသူဖြစ်သည်သူအားဤစေယုံ၌ကာလအတန်ကြာလက်ခံထားရှိပြီးစနစ်တကျလေ့လာကုသပေးသင့်သည်စသည်ဖြင့်လည်းသူစိတ်မှတ်တမ်းတွင်မှတ်ချက်ပေးခဲ့လေသည်ဗင်ဂိုမှာဝယ်ယူပြန်ယောဂရှိမရှိနဲ့ပတ်သက်လို့ကျွန်တော်ကတော့ရှိတယ်လို့မထင်ဘူးဟု Expert Instinct စေကူဌာနမှအာယုံကျော်အထူးကုပညာရှင် Paul Charita ကပြောခဲ့သည်သူ့မှာအဲ့ဒီယောဂရှိစဉ်လဲရှိပါလိမ့်မယ်ဒါပေမဲ့သူ့ရဲ့စိတ်နဲ့ပတ်သက်ပြီးဖြစ်နေတဲ့အတက်ကြားရအဲ့ဒီယောဂကြောင့်ဖြစ်နေတာမဟုတ်ပါဘူးကျွန်တော်အမြင်မှာတော့အဲ့ဒါဟာစိတ်ယောဂတက်ပဲတကယ်လို့ဗင်ဂိုမှာအလွန်ပြင်းထန်တဲ့ဝယ်ယူပြန်ယောဂဆွဲကပ်နေတဲ့ဆိုအောင်တော့ဝယ်ယူပြန်တဲ့အခါပြန်မြင်မဲ့သူ့အနေနဲ့စာရေးနိုင်မယ်ပကြီးဆွဲနိုင်မယ်ဒါပေမဲ့သူရေးတဲ့စာတွေကဖတ်လို့မရအောင်ဘာအဓိပ္ပာယ်မှလည်းမရှိနိုင်ပကြီးကြတော့ကြည့်လို့ကိုမရနိုင်တဲ့ပကြီးကားတွေပဲဖြစ်မယ်ဟုတ် Pennsylvania တက္ကသိုလ်စိတ်ကူဌာနပါမောက္ခ Howard Walker ကပြောခဲ့သည်ဗင်ဂိုသည် selfless ယောဂပိုးရဲ့ဒဏ်ခံနေရတဲ့လူလို့လည်းကျွန်တော်တို့ပြောလို့မရဘူးဟု Paul Charita ကဆိုသည် selfless ယောဂအားအသက်ရှင်နေစဉ်အတွင်းမှာတနေ့တခြားဆိုးလာဖို့ပဲရှိတယ်ဘလို့ပဲကူဆက်ရုပ်သွားစရာအကြောင်းမရှိဘူးဗင်ဂိုကတေချင်အထိပကြီးဆွဲသွားတယ်တကယ်ကားကောင်းတွေကြီးပဲသူ့ညီစီစာတွေရေးသွားတယ်ဘလောက်များဖတ်လို့ကောင်းတဲ့စာတွေလဲစစ်ဖလစ်ပိုးဝင်နေတဲ့လူဟာနှစ်ပေါင်းများစွာအတွင်းဒီလိုပကြီးကားတွေစာတွေကိုရေးသွားနိုင်မှာလားမီနီယာယောဂကြောင့်လားစဉ်းစားသည်တွင်လည်းဖြစ်နိုင်ခြေရှိသောအနေအထားကိုမတွေ့ရပေဗင်ဂိုသည်သူ့နေရဖျားလေးကိုဓာတ်နှင့်လှိပစ်ခဲ့သည်ရင်းတို့ပြုတ်လို့ခြင်းမှာနားထဲ၌မခံမရဲနိုင်တော့အောင်စိုးဝါးသည့်အတန်များကြားနေရ၍ဖြစ်သည်ဟုတချို့ကထင်ကြ၏တကယ်တော့ရင်းယောဂမျိုးရနေသူများထဲမှာအရေးအတွက်အပြင်အလွန်နေပါသည့်လူအနေငယ်မျှသာလျှင်ကိုရင်ကအစိတ်အပိုင်းကိုချိုယွန်းအောင်လှုပ်တတ်ကြခြင်းဖြစ်လေသည်ဇီဝရင်းဖြစ်ပြမှုများချိုယွန်းပြပြသည့် porphyria ယောဂကြောင့်လားဟုစမ်းစစ်ပါကလည်းဖြစ်နိုင်ခြင်းမရှိပေဤနေရာတွင်အသေးချိုယွန်းပြပြ၍လူတွင်အရသာရှိစေသောဓာတ်ပြပြနေပါသွားလျင်ထိုအခြေအနေမျိုးဖြစ်လာနိုင်သည်ဟုဆိုကြ၏သို့တစေလည်းရင်းတန်နှင့်ဆက်ဆက်နေသောယောဂါ၏လက္ခဏာရက်များတွင်စိတ်ကနာမငြိမ်ခြင်းစိတ်တူခြင်းစသောအဖြစ်အပျက်များကိုအမြဲရင်ဆိုင်ရ၏ထို့ပြင်လည်းရင်းဇီဝရင်းဖြစ်ပျက်မှုချိုယွင်းပြပြသည့်ဖြစ်ရများတွင်စီးရရောင်သည်အနက်ရောင်သို့မဟုတ်အနီရောင်ပြောင်းခြင်းစသည်များသည်အထင်ရှားဆုံးအရာများဖြစ်သည်ပင်ကိုယ်တွင်ရင်းသို့သောလက္ခဏာရက်များတွေ့ရသည်ဟုသောထောက်ထားများမရှိခဲ့ပေထို့ကြောင့်လည်းဤယောဂါကြောင့်ဖြစ်ရပါသည်ဟုသောအထင်သည်ဖြစ်နိုင်စရာမရှိကြအပေါ်စာအရက်တွေကြောင့်လားထားပင်တိုင်းစီကြောင့်လားဖြစ်နိုင်စရာမရှိဗင်ဂို၏စိတ်ပိုင်းဆိုင်ရာပြဿနာများမှာသူရင်းဖြစ်စီများကိုမသုံးဆွဲမိကြရပေါ်ပေါက်နေခြင်းဖြစ်၏စကီဇိုဖရီနီယာခေါ်သည့်စိတ်စင်ကလျာယောဂကြောင့်လားဗင်ဂိုသည်စိတ်ကြယောဂနှင့်အယူအမှုဆွဲလန်းခြင်းများမကြာခဏခံစားခဲ့ရတော့လေထိုကားများအတွင်သူ့အတွေးခေါ်များနှင့်အပြုအမူများသည်မှန်ကန်လျက်ပင်ရှိခဲ့၏တဘာဝကြကြပေါ်ပေါက်လျက်ရှိသောစစ်မှန်သည့်အဖြစ်များနှင့်ကင်းကွာသွားသည်ကိုမတွေ့ရပေအမှန်တော့လေသူရေးခဲ့သောစာများကိုဖတ်ကြည့်လိုက်ရင်သူစိတ်အခြေအနေကိုကောင်းစွာသိနိုင်သည်အထူးသဖြင့်သူ့ဘဝအခြေအနေကို
အမြဲတစေကောင်းစွာသိနေသူဖြစ်၏1889ခုနှစ်ဧပြီလအတွင်းသူစိရီမီစိတ်တဆစေယုံသို့မရောက်မီရေးခဲ့သည့်စာ၌အကိုချစ်တော်တီကိုတကယ်တော့အခုနောက်ဆုံးရက်တရားဝမ်းနေစရာပါအကိုရဲ့အိမ်တော်ပရိဘောကပစ္စည်းတွေကိုရွှေ့တယ်နေကြပြီမင်းစီကိုပို့ရမယ့်ပကြီးကားတွေကိုလည်းထုတ်ပိုးထားကြပြီဒါပေမဲ့အကိုစိတ်အထိခိုက်ဆုံးကအဲ့ဒီပစ္စည်းတွေအားလုံးဟာမင်းကအကိုလက်ကိုညီအကိုအချစ်နဲ့ပေးခဲ့တာပါလားလို့တွေးမိလိုက်တဲ့အခါမှာပဲလွန်သွားခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာအကိုကိုကူညီထောက်ပံ့ခဲ့သူကမင်းတယောက်ပဲရှိခဲ့တာပါအဲ့ဒီတော့အကိုကကျေးဇူးတရားသိတဲ့အနေနဲ့မင်းစီလာပြီးအခုအကိုရင်ဆိုင်နေရတဲ့ဝမ်းနဲ့ကြည်ကွဲစရာပုံမြင်လေးကိုပြောပြခြင်းမိတယ်မင်းကိုပင်စင်အမျိုးသမီးစိတ်ပညာရှင် Kiras Fee အမည်မှာတစ်မျိုးဖြစ်သည်သူကဘင်ဂို၏ယောဂစစ်တမ်းသည်ဘင်ဂို၏အဖြစ်ကိုအခိုင်အမာညွှန်ပြနေသည်ဟုပြောသည်ဘင်ဂိုသည်အလွန်မင်းစိတ်လှုပ်ရှားတတ်ကြွမှုနှင့်အလွန်မင်းစိတ်အားပြတ်ကျဆင်းမှုတို့ပေါင်းစပ်ပြီးဖြစ်လာသောစိတ်ယောဂရှင်ဖြစ်သည်ဟုသူကဆိုသည်တနည်းအားဖြင့်ပြောရရင်အလွန်စိတ်လှုပ်ရှားပြီးအယုံမှုဖြစ်နေခြင်းနှင့်စိတ်အားပြတ်ခြင်းတို့ပေါင်းစပ်ဖြစ်ပေါ်လာသောစိတ်ဝေဒနာဖြစ်၏လွန်ခဲ့သောနှစ်ပေါင်းများစွာကကျွန်မစာအုပ်တော်ရေးခဲ့သည်စာအုပ်အမည်မှာ A Brilliant Madness ဖြစ်၍ရုပ်ရှင်မင်းသမီး Patty Du နှင့်ရေးသားခဲ့ခြင်းဖြစ်၏အကြောင်းအရာမှာ Patty Du ကိုယ်တိုင်16နှစ်တိတိ Manic Depression ယောဂခံစားရသည့်အဖြစ်ကိုပြန်လည်ရေးသားထားခြင်းဖြစ်ပေသည်ထိုစဉ်ကကျွန်မသည် Patty ပြောပြခဲ့တဲ့အဖြစ်ပြန်အားလုံးကိုသတင်းပတ်ပေါင်းများစွာနားထောင်ခဲ့ရသည်နောက်ပိုင်းဘင်ကို၏ပေးစာများကိုဖတ်ရသည့်အခါ Patty ကိုသတိရသည် Patty ထမ်းမှကြားခဲ့ရသောစကားများသည်ဘင်ကို၏စကားလုံးများဖြစ်နေသည်ထို့ကြောင့်လည်းကျွန်မကြားနေရသောအတန်သည် Patty အတန်ဖြစ်နေခြင်းပဲသည်ချစ်တော်ညီငယ်မင်းနဲ့တော့အကိုဖုံးကွယ်မထားခြင်းအကိုမှတိတ်ပြီးကြီးမားလုံးနဲ့စိုးရင်ကြောင်းမှုကြီးတစ်ခုဝင်နေတယ်စိတ်အားပြတ်မှုကြီးပဲဆိုပါတော့အကိုစိတ်တဲ့ကြပုံကတိတ်ကိုကြီးမားပြင်းထန်လွန်းပါတယ်ဘလောက်ထိကြီးမားတယ်ဆိုတာအကိုပြောမပြတတ်အောင်ပဲတကယ်လို့နှစ်သိမ့်မှုကိုသာအကိုမရှာနိုင်အကိုတော့တတ်တာရနိုင်မယ်မထင်ဘူးညီငယ်ရဲ့အကိုတိတ်ပြီးစိတ်ဆင်းရဲနေရပါတယ်မင်းရဲ့စိတ်စေတနာဖြူစင်သောပင်စင်အကိုချစ်တော်တီကိုအလုပ်အတွက်အကိုစိတ်ကြည်လင်လန်းဆန်းမှုအားလုံးကိုအကိုပြန်ရခဲ့ပါပြီအကိုကောင်းထဲမှာအကိုကောင်းထဲမဖော်နိုင်တော့အောင်ကိုစိတ်ကူးတစ်တွေနဲ့ပြည့်ရှင်နေတယ်စုပ်ချက်တွေကနိုင်လက်တန်ရွေ့ရှားနေသလိုမှန်မှန်ကျလာနေတယ်မင်းရဲ့အစင်ထာဝရပင်စင်ဂျာမီဆန်အမည်ရှိအမျိုးသမီးသည် Manic Depression စိတ်ယောဂထံကိုခုခံတွန်းလှန်ခဲ့ရသူဖြစ်သည်သူရေးခဲ့သည့်မငြိမ်သက်သောစိတ်တစ်ခုအမည်ရှိစာအုပ်သည်ဘက်ဆယ်လာတန်ဝန်စာအုပ်တစ်အုပ်ဖြစ်ခဲ့သည်ထိုစာအုပ်တွင်သူကဗင်ဂိုစိတ်ယောဂလက္ခဏာများကိုဖော်ပြခဲ့သည်ဗင်ဆန်သည် psychosis ကိုစိတ်ယောဂကိုခံစားခဲ့ရသည်ထိမနိုင်သိမရသောအကြမ်းဖက်မှုများလည်းရှိသည်အကျိုးတင်အကြောင်းတွင်ရှင်းပြ၍မရနိုင်သောစိတ်အခြေအနေများလည်းရှိသည်နောက်ဆုံးတွင်သူသည်သူ့ကိုယ်သူတက်ဖြတ်သည့်အထိဖြစ်လာခဲ့ရ၏သူ၏ပကြီးနှင့်ပေးစာများသည်တယောက်ကန်တင်းမြတ်သောဖြစ်ထွန်းမှုများဖြစ်သည်ယင်းတို့သည်ယူသွခြင်းမှထွက်လာသည့်အရာများဖြစ်၏ယင်းတို့ကိုယူသွမှု၏လက်ဆောင်နှင့်ကျင်းစာဟုလည်းဆိုနိုင်သည်ဟုဂျာမီဆန်ကဆိုထားသည်အကိုချစ်တော်တီကိုအကိုကအတိအကျပြောရရင်မယူပါဘူးအကိုစိတ်ရတာမှန်အချိန်တွေမှာတာမှန်လူလိုပါပဲဒါပေမဲ့တိုက်ခိုက်မှုဝင်လာချိန်မှာတော့အင်မတန်ကြောက်စရာကောင်းပါတယ်ကွာအဲ့ဒီအချိန်ဆိုရင်အကိုကအရာရာတိုင်းကိုမမှတ်မိတော့ဘူးဒါပေမဲ့အဲ့ဒီဟာအကိုကိုအလုပ်လုပ်ချင်အောင်တွန်းအားပေးတယ်အလေးနဲ့ထားအောင်လည်းတွန်းအားပေးတယ်ဘာနဲ့တူတယ်လဲဆိုတော့ဘေးရန်တွေတွေနဲ့နှပန်းလုံးနေရပြီးအလုပ်ကိုလောဘတကြီးနဲ့အမြန်ပြီးဆုံးအောင်လုပ်နေရတဲ့ကြောင်မီသေးရင်တူအလုပ်သမားတစ်ယောက်နဲ့တူတယ်ပင်စင်တကယ်တော့ Manic Depression ယောဂနဲ့ဖန်တီးမှုကဆက်စပ်မှုရှိသည်ရင်းစိတ်ယောဂရှင်အများအပြားသည်တီထွင်ဖန်တီးမှုများကိုပြုလုပ်ခဲ့ကြ၏တချင်းရေးစီယာ Gustav Mahler နှင့် Hector Valley of ကြပြဆရာ Lord Byron နှင့် Edgar Allan Poe နိုင်ငံကောင်းဆောင်များဖြစ်သော Winston Churchill နှင့် Oliver Cromwell စာရေးဆရာ Scofield Jarrett နှင့် Virginia Woolf စသောပုဂ္ဂိုလ်များသည်
ရင်းစိတ်ယောဂတန်ကိုရရှိခံစားခဲ့ကြရတော့လေတစ်ဖက်တွင်စမ်းသစ်တော်တည်တွင်မှုများကိုမြင်တွေ့ခဲ့ကြရပေသည်ဤစိတ်ယောဂရှင်အများပြသည့်ပင်ကိုကဲ့သို့ပင်စိတ်ယောဂအထုခုစေယုံစည်းကမ်းများ၌တော်၎င်းမိမိတို့ကိုမိမိအဆုံးစီရင်ခြင်းဖြင့်တော်၎င်းဘဝကိုအဆုံးသတ်ကြသည်မည်သို့ပင်ဖြစ်စေသူတို့သည်လူအဖွဲ့အစည်းအားအကျိုးပြုစေနိုင်မည့်အလုပ်များကိုလှုပ်ထားခဲ့ကြသည်ကများလေသည်အမှန်တော့လဲဗင်ဆင့်ဗင်ကိုသည်စိတ်ယောဂသည်များရှိရာမိသားစုမှဆင်းသက်လာသူဖြစ်၏သူဦးကြီးနှစ်ယောက်သည်ရင်းစိတ်ယောဂမျိုးကိုခံစားရရှိခဲ့သူများဖြစ်သည်သူနှမတစ်ယောက်ဆိုလျှင်သူ့ဘဝ၏အချိန်ကာလအများစုသည်စိတ်ယောဂကုစေယုံ၌အချိန်ကုန်ခဲ့ရသည်သူညီခေါဖ်သည်လည်းရင်းယောဂနှင့်ပင်သူကိုယ်သူတက်တည်သွားကြလေသည်တီယိုနှင့်ဗင်ဆင့်တို့သည်သူတို့၏အပြန်အလှန်ပေးစာများ၌သူတို့မိသားစုအဆက်အနွယ်များ၏တာယာမှုကင်းမဲ့သောအပိုင်းမှတမိုင်းကြောင်းများကိုပြောဆိုလေးရှိကြသည်ဒီချိန်တွင်ဗင်ဆင့်ဗင်ကိုသည်သူညီတီယိုနှင့်သူ့ဇနီးဂျိုထံသို့စာတစ်စောင်ရေးခဲ့ရာရင်းစာရဲ၌ဤသို့ဆိုထားသည်ချစ်သောညီငယ်နှင့်ညီမငယ်အကိုရဲ့တူကလေးအပေါ်မှာအကိုသိစိတ်ဝင်စားလိမ့်မယ်ဆိုတဲ့အချက်ရဲ့သူကောင်းရာကောင်းကျိုးအတွက်ဒေါကရောက်နေလိမ့်မယ်ဆိုတဲ့အချက်ရဲ့အဲ့ဒါတွေကိုမင်းတို့နားလည်ကြလိမ့်မယ်လို့အကိုထင်ပါတယ်မင်းတို့သူ့ကိုအကိုနာမည်အတိုင်းပေးမယ်လို့ဆိုလိုက်တော့အကိုအနေနဲ့သူ့ကိုအကိုထပ်ပို့ပြီးစိတ်ငြိမ်ငြိမ်ရှိမစိတ်မျိုးရှိပါစေလို့ဆုတောင်းရတော့မှာပဲဗင်ဆင့်မိတို့ဝင်ဖြစ်စေဗင်ဆင့်ဗန်ဂိုသည်ဖက်ဒီတို့၏စိတ်လှုပ်ရှားမှုမျိုးနှင့်ခံစားမှုမျိုးကိုရရှိခံစားရလိမ့်မည်ဟုကျမ၏လူနာပတ်တီကကျမကိုပြောခဲ့ပူသည်အကယ်၍သာသူတွင်ဤစိတ်ယောဂမရှိပါကယခုတည်းအစပေါင်းများစွာပို၍အောင်မြင်ကျော်ကြသောမင်းသမီးတစ်ယောက်အဖြစ်ရောက်နိုင်ဝရရှိသည်ဟုဖြစ်၏ထို့ပြင်လည်းတကယ်လို့များသာကျမကအသက်12နှစ်သမီးကလေးကစေဝါကူတော်မှုကိုခံယူရရှိခဲ့မယ်ဆိုရင်မျက်မမြင်အမျိုးသမီးဟယ်လင်ခဲလာဖြစ်သူဆောင်တဲ့နေရာမှာအခုတော့ပို့ပြီးပြဖြစ်လိမ့်မယ်လို့ထင်မိတယ်ဟုလည်းဖက်တီတူကပြောခဲ့ပူလေသည်လူတို့၏အတွင်းစိတ်နှင့်အပြင်စိတ်တို့ကိုစစ်စစ်ဝေဖန်သုံးသပ်ကြသောစိတ်ပညာရှင်တို့သည် Manic Depression ကိုခေါ်သောစိတ်ယောဂနှင့်ပတ်သက်၍မျိုးရိုးဗီဇမှဆင်းသက်လာသည့်အချက်ကိုမဖြစ်ပယ်ကြခြင်းဘင်ကို၏စိတ်သောကနှင့်စိတ်ဒုက္ခများသည်မျိုးရိုးဗီဇမှမြပြားခံလာသည်ဟုယူဆကြသည်ဘင်ကို၏စိတ်ယောဂနှင့်ပတ်သက်၍စိတ်ပညာရှင်ဒီနာအက်ဒလာနှင့်ကျမတို့သတင်းပတ်ပေါင်းများစွာအချင်းချင်းဆွေးနွေးခဲ့ကြဘူးသည်အက်ဒလာကဘင်ကိုသည်တရေစ၍တေကလေးကသူ့ကိုယ်သူတက်တည်ရမည်ကန်စာတာပါလာခဲ့ပြီဖြစ်သည်ဟုဆိုလိုသည်အက်ဒလာ၏အလိုအရဗင်ဆင့်သည်အစားထိုးကလေးဖြစ်သည်သူမိဘများ၏တာအုပ်ကလေးသည်အသေးကလေးမွေးဖွားလာခြင်းဖြစ်၏ထိုကလေးမွေးဖွားပြီးတစ်နှစ်ခန့်ကြာမှဗင်ဆင့်ကိုမွေးဖွားခဲ့ခြင်းဖြစ်သည်သူတို့သည်တာအုပ်လေးကိုပေးခဲ့သည့်နာမည်ကိုပင်ဒုတိယမွေးလာသည့်ကလေးကပေးခဲ့ကြလေသည်ဗင်ကို၏မိခင်သည်ဗင်ကိုအားတရေတဲရလာခြင်းတွင်အသေးလေးမွေးဖွားခဲ့သောပထမကလေးအတွက်ပူဆွေးသောကရောက်နေခြင်းဖြစ်၏မိသည့်နေနေမဆိုသူမိခင်သည်သောကများကဆရာကြသည့်အခြေအနေ၌ရှိနေသည်ထိုတစ်ချက်သည်စိတ်ပညာရှင်များအလေးနက်ထားရမည့်အချက်ဟုအက်ဒလာကယူဆသည်အက်ဒလာမှာစာရေးဆရာမကြီးဗာဂျီနီယာဝူနှင့်နေစဉ်မှတ်တမ်းစာအုပ်တအုပ်ထဲဖြင့်ကမ္ဘာကျော်ခဲ့သောအင်နီဖရန်နို၏စိတ်ယောဂများကိုလေ့လာသုံးသပ်ခဲ့မှုသူဖြစ်၍အတွေ့အကြုံရင်းကျက်သောစိတ်ပညာရှင်တဦးဖြစ်၏မိဘများအနေဖြင့်တည်သွားသည့်ကလေးအပေါ်၌တန်တန်တာတာဖြစ်ကောင်းဖြစ်နေပြီလိမ့်မည်ဤဒီမှာဖြစ်တတ်သောသဘောဖြစ်၏အရွယ်မရောက်လူလားမမြောက်ခင်ကတည်ဆုံးသွားခဲ့သောထိုကလေးကောင်းခြင်းများကိုကြားရလွန်သည့်အခါဘင်ကို၏စိတ်တွင်အပေခံရသလိုခံစားရမည်မှာမလွဲပေဤခံစားမှုသည်ကြာလာသည့်အခါကံရကံရှင်၌ကြီးလေးသောအဖြစ်တစ်ခုတစ်ပွဲဖြစ်လာသည်ဤသို့ဖြင့်စိတ်တူလေသောဒေါသကြီးသောရန်လိုသောလူတစ်ယောက်ဖြစ်သို့ရောက်လာတတ်လေသည်ရင်းသို့သောလူစားတစ်ယောက်သည်ပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွင်အောင်မြင်မှုများတတ်ပေအထူးသဖြင့်မိသူနှင့်မှရေရှည်တည်တံ့ခိုင်မြဲသောဆက်ဆံမှုကိုမရနိုင်ပဲဖြစ်တတ်၏ဘင်ကို၏ဖြစ်စဉ်ကိုစနစ်တကျလေ့လာသုံးသပ်ခဲ့သောအက်ဒလာကသတင်းပတ်တိုင်းဖျားရှိခိုးကျောင်းသို့ခြေလျင်လျှောက်သွားလေရှိသောဗင်ဆင့်ဘင်ကိုသည်တုတ်တန်အတွင်းရှိအုတ်ကူသေးသေးလေးပေါ်မှနာမည်ကိုဖတ်သွားလေရှိသည်န
နာမည်မှာသူ့နာမည်ဗင်ဆင့်ပင်ကိုပင်ဖြစ်သည်ထိုအုပ်ကူပေါ်၌ထွင်ထားသည့်အကိုနာမည်ကိုသူရယူထားခြင်းဖြစ်၏သူဖို့တော့ထိုအုပ်ကူကလေးနှင့်ရင်းကြောက်ပြအောက်ရှိမြေကြီးထဲမှအရာဝတ္ထုသည်ဆွဲလန်းစရာကြီးဖြစ်သည်ထို့ကြောင့်လည်းသူရေးဆွဲခဲ့သောပကြီးကားများတွင်ထိုဆွဲသည်ပါလာလေးရှိသည်ဟုအဒလာကထင်မြင်ချက်ပေးခဲ့သည်ဗင်ကို၏မသိစိတ်ထဲတွင်မြေကြီးအောက်မှအရာဝတ္ထုများသည်ဆွဲမက်စရာတွေကြီးဖြစ်နေသည်ကြောင်မီသေးတွင်သူအလုသမားများ၏မြေအောက်ကပါသည်သူ့ဖို့အောင်းစိတ်ဝင်စားစရာဖြစ်နေသည်တွင်သူသမားများတွင်များကော်ပြားများနှင့်အာလူးများသည်သူ့စိတ်အာရုံကိုအထူးတလဲဆွဲဆောင်နေသောအရာများဖြစ်သည်သူ့ပကြီးကားများထဲမှရေရှည်တည်တံ့ခိုင်မြဲသောတကားဖြစ်သည့်အာလူးစားသူများ၏အယောင်သည်မြေကြီးရောင်ဖြစ်သည်မျိုးမိုင်းမိုင်းဖြစ်သည်ဖြင့်စိတ်ညှိုးငယ်ပွေရာကောင်း၏အာလူးစားနေသူများ၏ခံစားမှုကိုတရုပ်ဖော်ထားခြင်းဖြစ်သည်ဟုအဒလာကဆိုသည်ထိုပုံထဲတွင်မိန်းမတစ်ယောက်သည်အခြားသူများနှင့်ရိုးရိုးနှောနှောမနေပင်တတိတခြားခွဲထိုင်လျက်ရှိသည်ဤဒီမှာလည်းဤပုံ၏ထူးခြားမှုတစ်ခုဟုအဒလာကမြင်သည်ယင်းအမျိုးသမီးသည်သူ့အမြင်တွင်သူလလန်းမမိသောသူနှင့်အလွန်အလှမ်းဝေးနေသောသူမိခင်ကိုကိုစားပြုသည်ဟုယူဆသည်ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းတည်းဟုသောဒုက္ခများဖြင့်ပြည့်နေသည့်သူဘဝတွင်မသိစိတ်အတွင်း၌ပြိပခများရှိနေသည်ယင်းပြိပခများကိုအခါအခွင့်ကြုံလာသည့်အခါတိုင်းသူစာများနှင့်ပကြီးကားများတွင်ဖက်ရမြင်ရသည်သူစာတွေနဲ့ပကြီးကားတွေကိုကြည့်ရင်သူမသိစိတ်ထဲမှာရှိနေတဲ့ပြိပခတွေကိုမြင်ကြရလိမ့်မယ်လို့ကျမထင်ပါတယ်ဟုအဒလာကပြောသည်အလင်းနှင့်အမောင်ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတည်ခြင်းနဲ့ပြန်လည်မွေးဖွားခြင်းအထီးကျန်နိုင်ခြင်းနဲ့စုပေါင်းနေထိုင်ခြင်းကောင်းကင်နဲ့မြေကြီးစားတဲ့ပြိပခတွေကနေပြီးသူခံစားမှုတွေကိုဖော်ပြထားတာပါတာယာမှုကိုဖော်ကျူးသည်ဟုဆိုရမည့်ဗင်ဂို၏14ပွင့်နေကြများပကြီးကားထဲမှာပင်အချို့အပွင့်များသည်ညိုးရော်နှမ်းလျက်နေကြပြီးအချို့မှာ6တယောက်ကတည်ရန်ဆဲဆဲဖြစ်နေကြသည်ကိုတွေ့မြင်ရသည်ဟု၎င်းသူရေးဆွဲခဲ့သောလေကွက်များမှာတုတ်တံမြေကိုမြင်အောင်ထင်အောင်ဖြစ်လာစေသည်ဟု၎င်းအဒလာကထောက်ပြသည်သူပကြီးကဖိရက်တာတွင်ဘင်ဂိုသည်ခရစ်တော်၏မျက်နှာကိုသူ့မျက်နှာတိုင်းရေးဆွဲထားသည်စပင်နီနီမုတ်စိတ်နီနီနှင့်မျက်နှာဖြစ်သည်ဗာဂျင်မေရီသည်သူ့မိခင်၏ရုပ်လာဖြစ်၍သူ့ထံသို့လက်လှမ်းလျက်ရှိသူလိုချင်တောင်းတနေသည့်အတွေ့ကိုဖော်ပြခြင်းဖြစ်ပါသည်ဟုအဒလာကရှင်းသည်သူငယ်စဉ်တောင်ကြီးကလေးဘဝကမရနိုင်သောအရာကိုပြန်လည်တန်းတာခြင်းဟုလည်းအဒလာကဆိုသည်ထိုအယူဆထိုအဆိုများအတွက်အဒလာကတီယိုထန်ရေးခဲ့သည့်ဗင်ဆင့်၏စာတချို့ကိုကိုးကားပြသည်ချစ်တော်တီယိုအခုဆိုရင်အကိုကအဖေနဲ့အမေပေါ်မှာတဝက်လောက်ကစိမ့်နေသလိုပဲကြံတဝက်လောက်ကညင်းငွေနေသလိုပဲအကိုအဖို့မှလည်းအိမ်မှာနေရတဲ့အခါတိုင်းအထီးကျန်ဖြစ်ရတယ်အပေါ်မဲ့နေတဲ့လူလိုပဲခံစားမှုဆိုတာလည်းမရှိဘူးအကိုတို့အနေနဲ့လွန်ခဲ့တဲ့အချိန်ကာလတွေကလေးကတူကိုတူကူညီဆောက်ရှောက်ပြီးနှစ်ဦးနှစ်ဖက်စလုံးသွေးနေတဲ့နားလည်မှုကိုရအောင်အားထုတ်ထားကြမယ်ဆိုရင်ဘယ်လောက်များစိတ်ချမ်းသာရလိမ့်မလဲမင်းရဲ့စေတနာမှန်သောဗင်ဆင့်ဗင်ဂိုတီအချို့သောကိစ္စများ၌သူကိုယ်တိုင်ကသူ့ဟာတခြားသူများကမလိုမလားဖြစ်အောင်လှုပ်ဆောင်တတ်သည်ဟုအဒလာကဆိုသည်တကယ်တမ်းမလိုမလားဖြစ်သွားခြင်းခံရသည့်အခါသူ့ကိုယ်သူအပေခံလူတို့အဖြစ်မြင်ကစိတ်ထိခိုက်ခြင်းဖြစ်တတ်သည်ဤယူဆချက်နှင့်ပတ်သက်၍အဒလာကတီယိုနှင့်ဗင်ဆင့်တို့၏ဆက်ရေးကိုအကောင်းဆုံးသက်သေခံအဖြစ်တင်ပြသည်ဗင်ဂိုသည်တီယိုအပေါ်လုံးဝမှီခိုနေသူဖြစ်၏တီယိုမှာအောင်မြင်နေသောသားဖြစ်၍ဗင်ဂိုသည်တီယိုအားသူ့အဖေနှင့်အမေနေရာတွင်အစားထိုးထားခြင်းဖြစ်သည်သူသည်တီယိုအားအလွန်ချစ်၍အလွန်မြတ်နိုးတွေ့တာသည်သို့တော်လည်းမလိုသည့်အခါပြစ်တင်ပြောဆိုတတ်သည်သူသည်တီယိုအားသူတဦးရဲ့အပေါ်၌သာအာယုံထားစေခြင်းသည့်သဘောရှိသည်တခါတရံသူ့ထံသို့ငွေအလုံးလောက်မပို့၎င်းပကြီးစေးများသူလိုသလောက်ဝယ်မပို့ဟု၎င်းပူစာစုစာများရေးတတ်သည်အဒလာကရင်းချက်များကိုထောက်ပြရင်းနှင့်ဘင်ကိုဘမသူ့ညီတီယို၏ပုံထူပကြီးတကားမြပင်မရေးဆွဲခဲ့ခြင်းကိုသိသာထင်ရှားသောအချက်တစ်ချက်ဖြင့်ထောက်ပြခဲ့လေသည်ထို့ပြင်လည်း
တီကိုစစ်ဆက်ကြောင်းလန်းတော်မည်ဟုသိလိုက်ရသည့်အခါသူမိခိုနေသောညီကိုလက်လွှတ်ရမည်အရေးတွေ့၍ဂမှုရှုထိုးဖြစ်ခဲ့သည်သူစိတ်ယောဂသည်တဦးဖြစ်ခြင်းကိုထိုစဉ်ကပထမဆုံးအကြိမ်ပေါ်ထုတ်ပြသလိုဖြစ်ခဲ့ရသည်ဟုအဒလာကအဆိုပြုခဲ့လေသည်သို့တော်လေအဒလာသည်မေသစ်မေးထိုက်သည်ကိုယူဆရသောမေးခွန်းကိုမူမမေးခဲ့ခြင်းရင်းမေးခွန်းမှာတခြားမဟုတ်စိတ်ယောဂတန်ကိုပြင်းထန်ခံစားနေရသောပင်ကိုသည်အလွန်ထူးခြားပြောင်မြောက်သည့်အဖိုးတန်ပကြီးကအများအပြားကိုဖန်တီးထားနိုင်ခဲ့ပါသည်နည်းဟုသောမေးခွန်းဖြစ်၏တကယ်တော့ထိုမေးခွန်းသည်မေးသင့်မေးထိုက်သည်သာမကဖြည့်သင့်ဖြည့်ထိုက်သောမေးခွန်းလည်းဖြစ်၏အမှန်သောဗင်ဆင့်ပင်ကိုထားရခဲ့သောပကြီးကားများသည်ယနေ့ခေတ်လူသားတို့အတွက်အလွန်အဖိုးထိုက်တန်သည့်အမွေအနှစ်ဖြစ်နေခြင်းကြောင့်ပေခြင်းပကြီးစရာတို့၏မမမကျန်းဖြစ်မှုကိုသူ၏အတိတ်ဖြစ်ရများအားပြန်လည်လေ့လာဆန်းစစ်ခြင်းဖြင့်အတိအကျသိရှိနားလည်နိုင်ဖို့မလွယ်ပါဟုစတန်ဖို့တက္ကသိုလ်ပကြီးပပုအနုပညာသမိုင်းဌာနမှခရီကအဲရီဟန်ဒလာစပီကာပြောသည်ပြဿနာကဘင်ကိုနဲ့အလုပ်လုပ်ဖို့ကိစ္စမဟုတ်ပါဘူးသူ့အလုပ်ကိုသာကြည့်ဖို့ပါဟုအဲရင်ကဆိုသည်သူ့လက်ရပကြီးကားတွေကိုကြည့်လိုက်ရင်ခင်းဘတ်ပေါ်သူစေးတေမုံတင်ရဲ့ပြင်းထန်မှုစုပ်ချက်ဆွဲသောတွေရဲ့အားစတာတွေကိုမြင်တွေ့ရမှာပဲအဲ့ဒါတွေကိုမြင်စိတ်လှုပ်ရှားရမယ်တက်ကြွရမယ်တခါတလေကြောက်လာလိမ့်မယ်တကယ်တော့မြင်ုံနေမဟုတ်ပါဘူးအင်အားတွေအတန်တွေဆုံးရှုံးမှုတွေအချီးနှီးဖြစ်မှုတွေကိုခံစားရမယ်ပြီးရင်စိတ်ပြတ်အောင်မှုနဲ့စွန့်ပစ်မှုတွေကိုပါခံစားရမယ်သူ့လက်ရာတွေကအင်မတန်အင်အားကြီးမားတဲ့အတွက်ကြည်သူရဲ့စိတ်ကိုသူ့ကိုယ်သူပြန်လဲလာအောင်တွန်းအားပေးလိုက်မယ်ကြည်သူအနေနဲ့စမ်းစစ်ပြီးစစ်တမ်းထုတ်ဖို့မလိုပါဘူးကြည်သူအနေနဲ့မိမိရဲ့အတွေ့အကြုံနဲ့နှလုံးသားကနေပြီးပြန်ပြောရုံပဲဤဒီမှာပညာရှင်တဦး၏အမြင်ဖြစ်သည်သူ့အမြင်သည်မှန်ချင်လဲမှန်မည်မှားချင်လဲမှားမည်သို့တော်လဲစနစ်တကျနဲ့အကန့်အသတ်ထားပြီးမြင်သောအမြင်ဖြစ်သည်ကာယကံရှင်ဗင်ဆင့်ပင်ကို၏အမြင်မှာကချစ်တော်ညီငယ်အကူကတော့လူတချို့ရဲ့စိတ်ကိုထိထိကက်ဖြစ်စေမဲ့ပုံတွေကိုပဲဆွဲကျင်တယ်အကူအနေနဲ့လူပုံမှာရောရှုခွန်းတွေထဲမှာပါဖော်ပြကျင်တာကစိတ်ထိခိုက်မှုပြင်းထန်စေမှဟာမျိုးတွေမဟုတ်ပါဘူးနက်ရှိုင်းနဲ့ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းပဲအတူချုပ်ပြောရရင်အကိုလက်ရပကြီးကားအပေါ်မှာလူတွေကနက်နက်ရှိုင်းရှိုင်းခံစားစေခြင်းနဲ့စိတ်အားထက်ထက်တန်တန်နဲ့ခံစားစေခြင်းနဲ့အခုမှယုံရင်ကြမ်းတမ်းမှုတွေရှိနေပေမဲ့ငါညီနားလည်မှာပါနော်ဒီနေ့ကျရင်အများနဲ့မတူအောင်ထူးခြားတဲ့အကိုလက်ရတွေကိုပြခြင်းနဲ့ထာဝရမင်းကိုဗင်ဆင့်ဤဒီမှာဗင်ဆင့်ပင်ကိုကသူရေးဆွဲထားသောသူ့လက်ရပကြီးကားများအပေါ်၌ထားရှိခဲ့သောအမြင်ဖြစ်သည်သူ့အမြင်သည်ပကြီးသမိုင်းဌာနမှကတိကအဲလီဟန်ဒလာ၏အမြင်ကိုထောက်ခံနေသည်နှင့်ဖြစ်နေသည်သူ့ဘဝနှင့်သူ့လက်ရပကြီးကားများအပေါ်စိတ်ဝင်စားကြသည့်စာဖတ်သူများအနေနဲ့ကတော့ဘလို့များမြင်ကြလိမ့်မည်မသိဘင်ကို၏နာမကျန်းမှုနှင့်ပတ်သက်၍တွေးစရာစဉ်းစားစရာတွေကအလွန်များသည်သူကျမ်းမာရေးသည်20ရာစုဆရာဝန်များနှင့်တမားတော်ကြီးများအားများစွာစိတ်ရှုပ်ထွေးစေခဲ့သည်သူယောဂနှင့်ပတ်သက်၍ယောဂစစ်တမ်းများမှာ30နီးပါးရှိခဲ့၏အလုံးမှာတစ်ခုနှင့်တစ်ခုမတူပကြီးဆေးများ၌ပါခဲ့သည့်ခဲစိတ်သင်းမှုမှစ၍မန်နီရီစ်ဒစီဇက်အထိပါသည်အားလုံးမှာစိတ်ယောဂဆိုင်ရာနာမကျန်းမှုအမျိုးစုံကိုဖော်ထုတ်ပြသခဲ့ခြင်းဖြစ်လေသည်အချို့ပညာရှင်များကဗင်ဂို၏ထူးခြားသောဖြစ်စဉ်ပုံစံသို့မဟုတ်ဗင်ဂို၏စိတ်ပိုင်းဆိုင်ရာပြောင်းလဲပေါ်မှုများကိုထောက်ပြကြသည်ပညာရှင်အများစုကလည်း SPLSP ခေါ်ဝယ်ယူပြန်ယောဂါကိုအထူးဂရုပြု၍စဉ်းစားခဲ့ကြသည်အချို့ကလည်းသူတောက်ခဲ့သည့်ချက်အရက်များအပေါ်ပုံချရန်သင်မတင်စဉ်းစားခဲ့ကြသည်ထိုအရက်များသည်ဘင်ကို၏ကျန်းမာရေးကိုရေရှည်ဖြစ်လာသည့်အခါတနည်းတစ်ဖုံထိခိုက်စေခဲ့သည်ဟုဆိုကြသည်ဗင်ကိုယောဂနှင့်ပတ်သက်၍ပြင်သစ်စိတ်ကုပညာရှင်ဂတ်စတောက်သည်စနစ်တကျလေ့လာခဲ့သည်သူ့အဆိုအရပကြီးပညာရှင်၏စိတ်ပိုင်းဆိုင်ရာဖြစ်ပေါ်ပြောင်းလဲမှုများသည် SPLSP ခေါ်ဝယ်ယူပြန်ယောဂပေါ်၌တည်မီပြီးဖြစ်ပေါ်နေသည်ဟုကောက်ချက်ချခဲ့သည်ဗင်ကို၏ဘဝတွင်အစောပိုင်းနှစ်များအတွင်းက Reactive Depression ကိုစိတ်ကြယောဂ2ကြိမ်ဖြစ်ခဲ့ပူသည်2ကြိမ်စလုံးအချိန်ကာလကြာခဲ့ရုံမျှမကအစွဲလန်းကြီးခြင်းအယူဝမှုအဖြစ်စိတ်ဝင်ခြင်းနှင့်
စိတ်ကြွလွန်ခြင်းစသောတံပြန်ရိုက်ခတ်မှုများကိုပင်ခံစားခဲ့ရသည်ထိုစဉ်ကယင်းစိတ်ကြယောဂကိုပထမဦးစွာ Evangelist Christian ဓမ္မဆရာအဖြစ်ဘယ်လ်ဂျီယံနိုင်ငံ၏ကျောင်းမီးသေးတွင်လုံသားများကြား၌နေစဉ်ကဖြစ်ပွားခဲ့ခြင်းဖြစ်၏ဒုတိယအကြိမ်မှာပါရီ၌ပကြီးဆရာဘဝဖြင့်နေစဉ်ကဖြစ်၏ထိုစဉ်ကသူသည်အမြဲရန်လိုနေသောရန်ဖြစ်ခြင်းနေသောလွန်အမင်းစကားများသောပကြီးဆရာဟုအများကအသိမှတ်ပြုခြင်းကိုပင်ခံခဲ့ရသည်ဗင်ဆင့်ကွယ်လွန်သည်မှာ1890ခုနှစ်မေလတွင်၌ဖြစ်၏ဗင်ကိုဟာသူ့ဆရာဝန်ကဆွဲကပ်နေသည့်ယောဂမှသက်သာပြောက်ကင်းသွားပြီဟုအဆုံးဖြတ်ပေးလိုက်သဖြင့်ပါရီမြို့မြောက်ဘက်ဒေသအော့စပါသို့လာရောက်နေထိုင်ခဲ့သည်အော့စပါ၌နေထိုင်ခဲ့သည့်ရက်ပေါင်း80အတွင်းပကြီးကား80နှင့်ပုံကျန်းခဲပကြီး30မြပြီးစီးခဲ့သည်ဤအချိန်မှာပင်မမျှော်လင့်သောအဖြစ်များစက်တိုက်လိုပေါ်လာခဲ့သည်ပထမတစ်ခုမှာသူလုံးဝအမိပြုနေရသောညီဖြစ်သူတီယို၏ကျမ်းမာရေးချွတ်ယွန်းမှုဖြစ်၏သူပကြီးဆရာဘဝသည်အချင်းချောက်ခံရသလိုဖြစ်လာသည်ထိုအခါစိတ်ကြယောဂလက္ခဏာရည်များသည်တိတာထင်ရှားစွာပေါ်လာပြန်သည်တခုနှင့်တခုခွင်းဆက်တပွဲဖြစ်နေသောအကြောင်းချင်းရာများစုပေါင်းမိသွားသည့်အခါပင်ကိုအဖို့စိတ်ကြခြင်းဝေဒနာကိုခံစားလာရပြန်၏ဤသို့ဖြင့်သူသည်သူ့ကိုယ်သူတက်သေးသည့်အထိဖြစ်သွားခဲ့ရခြင်းဖြစ်၏သို့ဖြစ်ရာယူသွနှင့်၏တက်သေးခြင်းဟူသောအဆိုသည်ပင်စင်ပင်ကိုကဲ့သို့သောပကြီးစရာပါရမီရှင်တို့အတွက်ပြင်းထန်လွန်းသည်ဟုဆိုရလိမ့်မည်ဟုထင်မိပါ၏မောင်ထွန်းသူပင်စင်ရှာပုံတော်